မင်္ဂလာပါ Resident Evil 9 Requiem ရဲ့ကျွန်တော်တို့ review လေးလုပ်အောင်အချိန်ကျရောက်လာပြီကျွန်တော်အနေနဲ့ဒီ game ကိုအခုချိန်မှာတော့ပထမတစ်ခေါက်ပဲဆောက်ရတယ်ဘလို့မြင်လဲဆိုတော့တကယ် bipolar game ပြ bipolar တော့အစွန်းတစ်ဖက်ကိုနတ်တီနဲ့ငရဲကိုနေစဉ်ကူးလို့ကူးတန်းနေတဲ့ game ပေါ့နော်ကျွန်တော် Grace ရဲ့ chapter တွေကကြောက်ဖို့ကောင်းတော့ Leon ရဲ့ chapter တွေက oh yeah ဆိုပြီးထိုင်အောင်နေရမယ် game ဖြစ်တယ်ဒီ game မှာတခြားဒီရှေ့ရ Resident Evil တွေဖြစ်တယ် Resident Evil 2 remake 4 remake ပြီးတော့ Resident Evil 8 Village ရဲ့ DNA တွေအများကြီးပါနေတယ်သူတွေဖလဲတာဆိုတော့မဟုတ်ဘူးကျွန်တော်တို့side character တွေရဲ့အထာလေးတွေ style လေးတွေကလည်းဒီ Capcom ရဲ့တခြားတော့ franchise တစ်ခုဖြစ်တဲ့ Devil May Cry နဲ့အကောင်တွေရဲ့ style နဲ့သွားဆင်နေရတို့နောက်တော့ level design တွေက The Last of Us နဲ့ဆင်နေရတို့ဘာလို့စသည်ဖြင့်ပေါ့နော်အဲ့လိုမျိုးကိစ္စတွေလည်းအများကြီးပါတယ်ဆိုတော့ပထမဆုံးဗျာ graphic နဲ့စပါမယ် Reach to the Moon Engine လို့သိတဲ့ RE engine ဟာတကယ်ကိုအခုဆိုလို့ရှိရင်သူ့ရဲ့ peak time လို့ပြောလို့ရတယ် photorealism ရဲ့ကြောက်ဖို့လန့်ဖို့ကောင်းတယ်ကျွန်တော် PlayStation 5ပေါ်မှာ 37GB ပဲ download ထားတာမှသူ့အနေနဲ့တော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော် graphic ဘိုင်းပါညာ zombie တွေပါညာကို design ဆွဲတာလည်းတကယ်မိုက်တယ်သွေးတွေ violence တွေခေါ်တွေလုံးဝ perfect နည်းနည်းလေးအပြည့်ရှာဘူးငါပြောရမယ်ဆိုလို့ရှင်တော့ fire pixel တော့သိမကြိုက်ဘူးတော့ anyway ကျွန်တော် graphic ဘိုင်းနဲ့ပတ်သက်ပြီးတော့5 out of 5ပေးရမှာဖြစ်ပါတယ် gameplay ဆိုတော့ပြောခဲ့လို့ပဲ horror ဘိုင်းဆိုလို့ရှိရင် Grace နဲ့ဆော့ရမယ်ပေါ့နော် first person view ကနေပြီးတော့ကြောက်ဖို့လက်မှုအကောင်းဆုံး sequence တွေ the girl ဆိုတဲ့ villain ကြီးရတယ်တော်တော်လေးကြောက်ဖို့လက်မှုကောင်းတယ်နောက်တော့ကလေးလေးလိုက်တဲ့ခံပါညာပေါ့နော်ဒါ minor spoiler လေးပါနောက်တစ်ခု Grace နဲ့ဆော့ရပြီဆိုလို့ရှိရင်များတော့အပြင်ဘာပဲလုပ်ရလဲဆိုလို့ရှိရင် puzzle တွေပဲလိုက်ပြီးတော့ solve လုပ်နေရတယ်ဖြေရှင်းနေရတယ်ပေါ့ဆိုတော့ Resident Evil 7 နဲ့ 8 က vibe မျိုးလေးသွားလိုက်မယ်သူရဲ့ item management ဘာညာပုံစံတွေအားစ7 8ပုံစံမျိုးလေးပဲ Leon နဲ့ဆော့ရပြီဆိုလို့ရှိရင်တော့ဟာလော့စပါကိုင်းပြီးတော့ကျွန်တော်တို့ဆရာသမားကြီးကဖြုတ်တာပေါ့နော်အတားအသင်းဆိုလို့ရှိရင်လည်း52နှစ်လောက်ရှိနေပြီဖြစ်တဲ့ Leones Canary ကအခုချိန်ဒီတော်တော်လေးကိုမိုက်ဆဲပဲတန်ဆဲပဲမာဆဲပဲဆိုတော့ဒီ gameplay ထဲမှာဘာတွေကိုကျွန်တော်တို့က explore လုပ်ရမလဲဆိုတော့ mansion ကြီးတွေပါတယ် semi open world ကြီးပါတယ်ပြီးတော့ nostalgia ကိုအခြေခံထားတဲ့နေရာတွေပါတယ်အိုးတော်တော်လေးကိုမိုက်တယ်ပြီးတော့ gameplay ဘက်မှာLeon ပေါ့နော်ထူးထူးခြားလေးဖြစ်နေတဲ့တပိုင်းကဘာလဲဆိုတော့အရင် game တွေမှာဆိုလို့ရှိရင်အများသူက knife လို့ခေါ်တဲ့တမြောင်လေးနဲ့ပဲလိုက်ပြီးတော့ဆော့နေရတယ်အခုချိန်မှာဘယ်မှမညာမှမသိပစိန်တလက်ကောက်ပါလာတယ်ပေါ့နော်ဆိုတော့ဒီပစိန်နဲ့ခုံရင်းနဲ့တော်တော်လေးမိုက်တယ်God of War ဘိုက်ပောင်ရတယ်လို့ပြောရမယ်ပေါ့နော် game လေးပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အထွတ်တက်ချင်တဲ့နေရာလေးကတနေရာပဲရှိတယ်အဲ့ဒါပါလဲဆိုတော့တချို့ puzzle တွေကအရန်ကို damn ဖြစ်လုံးဝကြီးတယ်ညံတုံးလုံးဝကြီးရပေါ့နော်မလို့ပဲထည့်ထားတဲ့ puzzle တွေလို့တော့ကျွန်တော်မြင်တယ်ဒါကြောင့်မို့လို့ game လေးပိုင်းမှာကျွန်တော်အမှတ်လေးနည်းနည်းပဲရှော့မယ် 4.5 out of 5 story မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ FBI agent အခုမှလက်သစ်စာလေးပေါ့နော် Grace Ashcroft ဆိုတဲ့ကောင်မလေးနေရာနေဆော့ရမှာလွန်ခဲ့တဲ့8နှစ်တော့သူ့အမေရာဆိုလို့ရှိရင် Renwood Hotel လို့ခေါ်တဲ့နေရာကြီးမှာသူ့မျက်စိရှိမှလည်းအတက်ခံခဲ့ရတာဆိုတော့ကောင်မလေးကလည်း PTSD ရနေတဲ့ပုံစံလေးပေါ့နော်အဲ့ hotel မှာပဲကျွန်တော်လူသက်မှုနောက်တစ်ခုထပ်ပြီးတော့ဖြစ်လာတဲ့အခါမှာဒီကောင်မလေးကတာဝန်ပေးခြင်းခံရတယ်အဲ့ hotel ကိုရောက်သွားတဲ့အချိန် horror element တွေနဲ့စပြီးတော့မိတ်ဆက်ရမယ်ရုန်းကန်ရမယ်အဲ့လိုနဲ့ကောင်မလေးက Shaw Brother ဆိုပြီးတော့ပါသွားတာပေါ့နော်လူဆိုး villain ကြီးရဲ့လက်ထဲကိုပါသွားတဲ့အချိန်မှာအနောက်ကနေပြီးတော့ like ကဲမဲ့မင်းသားကြီးကတော့ Leon အဲ့ပုံစံနဲ့ဆော့မှာဖြစ်ပါတယ်ကျွန်တော်ရင်းနှီးနေပြီးတော့ပြတဲ့မျက်နှာလေးတချို့ကိုပြန်တွေ့မယ်နောက်တော့ story ဘိုင်းနဲ့ပတ်သက်ပြီးတော့လေသူကထားပါတော့ Red Herring လို့ခေါ်တဲ့ဥစ္စာတွေအများကြီးပါတယ်ပေါ့နော်ကိုကဒီတစ်ခုဖြစ်တော့မယ်လို့ထင်နေလို့ရှိရင်ဘုံမဖြစ်ဘူးခေငါတို့ကနောက်တစ်ခုဖြစ်တာဆိုတဲ့ပုံစံမျိုးလေးတွေပါတယ်လျှို့ဝှက်ချက်လေးတွေပါတယ်အရင် game ရဲ့ villain ရဲ့ no တွေနောက်တော့ကျွန်တော်တို့ Dragon City ရဲ့ no တွေဒီကောင်တွေကိုအကုန်လုံးပြန်ချိတ်ဆက်ထားတာလေးတွေကတကယ်မိုက်တယ်ဒါပေမဲ့ဒီ game ကိုဆော့ရတာကျွန်တော်ဘယ်လိုပြောရမလဲ story line အားရနေတာဆိုလို့ရှိရင်အားတော့မရဘူးဗျ ending နှစ်ခုပါတယ်ပထမ ending ကတော့လုံးဝသိတာတယ် throw ရတာ software ending ပေါ့နော်ကန်နွန်ချင်းတဲ့ ending ကကြတော့ပြောမှဆိုလို့ရှိရင် too good to be true ဗျအရင် fairy tale ဆန်နေတယ်တော်တော်လေးဟိုအစင်မပြေဘူးတခြား Resident Evil ending တွေတော့ရင်ထဲကိုမရောက်ဘူးလို့ပြောချင်တယ်သို့တော့ anyway story line တစ်ခုလုံးကလည်း content ဖြစ်တယ်ကောင်းတယ်ဆိုတော့ဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်ဒီကောင်ကို4မှတ်တော့ပေးရမယ်4 out of 5 characters ကဲ Leon ကတော့ဆက်ပြောခဲ့လို့ပဲပေါ့နော် one liner တွေနဲ့
share ကြီးကိုပြန်ဖြုတ်တယ်မထင်မှတ်ထားတဲ့ villain တချို့နဲ့သူပြန်လဲစုံစည်းရတဲ့အချိန်မှာလဲသူပြောတဲ့စကားတွေပါတွေကတကယ်မိုက်တယ် Leon ရဲ့ character development ပါလားဆိုလို့ရှိရင်အဲ့ဒါတော့ခက်တယ် Leon ပဲသူ Resident Evil 4ကစလို့အခုချိန်ထိ Leon ကအချိုးမပြောင်းဘူးတော်တော်ကြီးဒီပုံစံတိုင်းပဲဆက်နေစေလို့ပြောလို့ရတယ် Grace ရဲ့ character အကတော့တော်တော်လေးမိုက်တယ်တော်တော်လေးမိုက်တယ်နောက်ပိုင်း Resident Evil female character တွေထဲမှာ Grace ကိုကျွန်တော်ကြိုက်တယ်လို့ပဲပြောမှာကြိုက်တယ်လို့ပြောလို့ရတယ် Grace ရဲ့ character Op နဲ့ Leon ရဲ့ gameplay ကဒီထဲမှာ carry တာပေါ့နော်နည်းနည်း wasted ဖြစ်နေတဲ့ character တွေရှိတယ်ဒီ game ရဲ့ main villain လို့ဖြစ်လာမယ်လို့ထင်တဲ့လူတယောက်က main villain မဟုတ်ဘဲနဲ့ကျွန်တော်တို့ Albert West ကတိမ်မှုပါရှင်ဖြစ်သွားတာလို့ဘာညာတို့ smuggler တို့ရှိတယ်ပေါ့နော်ပြောချင်တဲ့အဓိပ္ပာယ်ကသူ့ရဲ့ side character တွေကိုတေချာအသုံးမချဘူးလို့ကျွန်တော်ပြောချင်တယ်အဲအကြောင်းမို့လို့ကျွန်တော်ဒီကောင်ကိုတော့4 out of 5ကိုပဲပေးလို့ရအောင်ပါဖြစ်ပါတယ် level design ဗီဒီယိုဆောင်ပြောခဲ့လို့ The Last of Us တဲက mechanic လေးနည်းနည်းယူလိုက်နော် start mechanic တို့ semi open mechanic တို့နောက်တော့ရှေ့ Resident Evil game တွေက mechanic လေးနည်းနည်းယူလိုက် God of War ထဲမှာကျွန်တော်တို့ပစိန်နဲ့ like ခုတ်တယ်ပယ်ရီတယ်အဲ့ဒါလေးနည်းနည်းယူလိုက်စသည်ဖြင့်အကောင့်တစ်ခါအကောင့် mechanic တွေကိုစုရာဖြစ်တဲ့ကြောင့်မို့လို့ level design တွေကတော့တော်တော်လေးချစ်ဖို့ကောင်းတယ်ကျွန်တော်ဆော့ခဲ့တဲ့ play time 8 hours ထဲမှာ major area 4ခုရှိတယ်အဲ့4ခုလုံးရဲ့ပြဿနာကဘာလဲဆိုတော့တခုချင်းကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ unique ဖြစ်နေ nostalgic value တွေပေးနေမယ်ဆိုပေမဲ့ overall ကြီးလိုက်မယ်ဆိုလို့ရှိရင် Resident Evil Village ဆို7တို့လုံးဝတို့မျိုးအရန်ကြောက်ဖို့ကောင်းပါတယ်ဆိုတော့ bite ကြီးတစ်မျိုးလေးပေးနေရမဟုတ်တဲ့အတွက်ကြောင့်မို့လို့ပြောရတော့ခက်တယ် level design နဲ့ပတ်သက်ပြီးတော့လေကျွန်တော်4 out of 5ပဲပေးပြရစီ music scores အရန်ကိုမိုက်ပါတယ်သို့တော့ memorable ဖြစ်တဲ့ music score တွေမပါပါဘူး Resident Evil ထုံးစံပါပဲအရင် memorable ဖြစ်တဲ့ music score တွေနားထောင်နေတယ်ဆိုလို့ရှိရင် Final Fantasy သွားနားထောင်ပါကြောက်စရာကောင်းအောင်အနောက်ကနေပြီးတော့ background music တွေကနေပြီးတော့ support ပေးမယ်ပါမယ်ညာမယ်နဲ့တကယ်တမ်းကောင်းငန်းဆော့လို့နောက်ကနေပြီးတော့ elevate လုပ်ပေးမယ် music လောက်ပဲပါတယ်4 out of 5ဆိုတော့နောက်ဆုံးမှရောက်လာပြီ personal rating ကျွန်တော်မှာ Resident Evil game နဲ့ပတ်သက်လို့ရှိရင်အချင်းတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဆော့ပြီးပြီဆိုလို့ရှိရင်ပြုံးပြီးတော့ကြံခဲ့တာဆိုတဲ့ဥစ္စာကိုနော်ဒီ game ကတောက်လျှောက်လုံးကကျွန်တော်ဝိုးကနေဝါကနေဖြစ်ပေမဲ့ဆော့ပြီးသွားတဲ့အချိန်မှာပြုံးပြီးတော့မကြံခဲ့ဘူး Resident Evil Village လောက်လဲကျွန်တော် replayability ကောင်းမယ်လို့လည်းမထင်ဘူး Village ဆုံးကဆိုလို့ရှိရင်ကျွန်တော် share speed တွေ run တာပေါ့နော်ဆိုတော့ anyway personal rating မှာလည်းဒီ game ကဘယ်လောက်ပဲ perfect ဖြစ်နေ score တွေမြင့်နေကျွန်တော်တို့တော့4 out of 5ပဲပေးနိုင်တယ်ဆိုတော့အမှတ်တွေအားလုံးကိုပေါင်းချလိုက်တယ်ပြီးတော့ကျွန်တော်တို့ခုနှစ်နဲ့ပြန်စားလိုက်တယ်ပေါ့နော် category ခုနှစ်ခုပြတဲ့ကြောင့်မလို့ MHCV rating က 4.2 out of 5ပေးပါတယ် Resident Evil 9 Requiem ဒီ run ဆော့တဲ့ game ကောင်းတစ်ခုဖြစ်ပါတယ် Game of the Year contender လားဆိုလို့ရှိရင်တော့စိတ်ချလက်ချကြီးကို no လို့ပြောပြစီအဲ့လိုပဲပြောရင်လည်းတာကြီးတို့ adios